တကယ်ပဲဝိညာဉ်ခေါ်ပွဲရနေပြီးတော့တေဆုံးသွားတဲ့သူတွေကိုဆက်သွယ်နိုင်သလားတေဆုံးသွားတဲ့သူတွေနဲ့စကားပြောလို့တကယ်ရနိုင်သလားတမလွန်ကဘာကိုလှမ်းပြီးတော့သူတို့ရဲ့အတန်တွေကိုပြန်ကြားနိုင်ပါမလားရာစုနှစ်တွေနဲ့ချီပြီးတော့လူတွေဟာမှောင်မိုက်တဲ့အခန်းထဲမှာစုဝေးပြီးတော့လက်ချင်းကင်ပြီးတော့တမလွန်ကဘာကိုဖိတ်ခေါ်ခဲ့ကြပါတယ်ဒါကတော့ CS လို့ခေါ်တဲ့ဝိညာဉ်ခေါ်ပွဲပါပဲဒီပွဲကနေပြီးတော့ဆက်သွယ်မှုနှစ်သိမ့်မှုနဲ့တခါတလေတေးပြီးနောက်ဘဝရှိကြောင်းထိတ်လန့်စရာသက်သေတွေပေးနိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဓာတွေရောတကယ်မှန်ရဲ့လားဝိညာဉ်ခေါ်ပွဲကိုသုံးပြီးတော့တည်တဲ့သူတွေနဲ့တကယ်ရောဆက်သွယ်လို့ရသလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့အနက်ရှိုင်းဆုံးမျှော်လင့်ချက်နဲ့ကြောက်စိတ်တွေပေါ်မှာကစားနေတဲ့လှည့်ကွက်တစ်ခုပဲလားမင်္ဂလာပါသမွန်း channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကတဘာဝလုံးဖြစ်တဲ့နဲ့သိပ္ပံကြားကအမှန်တရားတွေကိုခွဲခြားတင်ဆက်ပေးနေတာပါကဲအဖြစ်မှန်ကိုမစုံစမ်းခင်မှာတော့ subscribe ခလုတ်လေးကိုနှိပ်ပြီးတော့ခေါင်းလောင်းပုံလေးကိုလည်းဖွင့်ထားပြီးဖို့မမေ့ပါနဲ့ဒါမှကျွန်တော်တို့အပတ်စဉ်တင်ဆက်နေတဲ့လှုပ်ဝက်စမ်းကြမှုတွေအကြောင်းကိုလက်မလို့ပဲကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီနေ့မှာတော့ဝိညာဉ်ခေါ်ပွဲတွေရဲ့နောက်ွယ်ကအမှန်တရားကိုဖော်ထုတ်ဖို့ကျွန်တော်တို့နဲ့အတူလေ့လာကြည့်ကြရအောင်ပါသူ့ရဲ့အားတင်းစရာကောင်းတဲ့စင်မြင့်ယုံကြည်ခဲ့ကြတဲ့နာမည်ကြီးပုဂ္ဂိုလ်တွေဆယ်စုနှစ်တွေနဲ့ချီပြီးတော့လူတွေကိုအားတင်းစေခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ဒါတွေအားလုံးကိုရှင်းပြဖို့ကြိုးစားတဲ့သိပ္ပံနည်းကျအမြင်တွေကိုလေ့လာကြပါမယ်19ရာစုကတစိပုံရိပ်တွေကနေပြီးတော့ဒီနေ့ခေတ် TV ပေါ်ကဂျားခံပုဂ္ဂိုလ်တွေအထိမေကွန်းထုတ်စရာတွေကိုကျွန်တော်တို့မေးမြန်းသွားမှာပါဒါကြောင့်မေးအောင်မှိတ်မေးလေးနဲ့အဆင်ပြေအောင်ထိုင်းပြီးတော့ခင်ဗျားတို့သိထားသမျှကိုမေကွန်းထုတ်ဖို့ပြင်ထားလိုက်ပါဒါတော့ခင်ဗျားတို့ရောက်တဲ့မကြည့်တဲ့ဗီဒီယိုပဲဖြစ်ပါတယ်ဆိုတော့စလိုက်အောင်CS အကြောင်းကိုနားလည်ဖို့ဆိုရင်တော့ကျွန်တော်တို့ကအပြောင်းလဲတွေမငြိမ်မသက်မှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့19ရာစုအလယ်ပိုင်းကိုပြန်သွားကြည့်ရပါမယ်။အဲ့ဒီအချိန်ကကဘာကြီးဟာစက်မှုတော်လှန်ရေးနဲ့အတူတိုးတက်ပြောင်းလဲနေပေမဲ့တစ်ဖက်မှာလည်းယောဂဗျာတွေထူပြောပြီးတော့လူသက်တမ်းကလည်းတော်တော်လေးတိုးတောင်းတဲ့ကာလတစ်ခုပေါ့။အထူးသဖြင့်အမေရိကန်ပြည်တွင်းစစ်ကြောင့်မိသားစုထောင်ပေါင်းများစွာဟာသူတို့ရဲ့ဆုံးရှုံးသွားတဲ့သားတွေခင်မွန်းတွေဖခင်တွေအတွက်ဝမ်းနဲ့ပူဆွေးရင်နောက်ဆုံးစကားတစ်ခွန်းလောက်ပြောချင်စိတ်ပြင်းပြနေခဲ့ကြပါတယ်။ဒီလိုစုပေါင်းဝမ်းနဲ့မှုက spiritualism လို့ခေါ်တဲ့ဘာသာရေးလှုပ်ရှားမှုအသစ်တစ်ခုပေါ်ပေါက်လာဖို့အကောင်းဆုံးမြေတော်မြောက်ပေးသလိုဖြစ်သွားခဲ့ပါတယ်။သူတို့ရဲ့အဓိကကတော့တေဆုံးသွားသူတွေရဲ့ဝိညာဉ်တွေဟာတက်ရှိတွေနဲ့ဆက်သွယ်နိုင်တယ်။ဆက်သွယ်နေကြတယ်ဆိုတဲ့ယုံကြည်ချက်ပါပဲ။ဒါကလူနည်းစုရဲ့အတွေးခေါ်တစ်ခုတည်းမဟုတ်ပဲနဲ့လူတန်းပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့တဲ့ကြီးမားတဲ့ယဉ်ကျေးမှုဆိုင်ရာဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပြီးတော့အဲ့ဒီခေတ်ကအထင်ရှားဆုံးနဲ့အနာမည်အကြီးဆုံးပုဂ္ဂိုလ်တချို့ကတော့ပါဝင်ခဲ့ကြပါတယ်။ဒီယုံကြည်မှုအသစ်ရဲ့အဓိကအလေးကျင့်ကတော့ဝိညာဉ်ခေါ်ပွဲ CS ပါပဲ။ဒါကအဲ့လိုဆက်သွယ်မှုကိုလွယ်ကူစေဖို့ပြုလုပ်တဲ့စုဝေးမှုတစ်ခုပါတမာယုံကြဘာသာတရားတွေမပေးနိုင်တဲ့တေးပြီးနောက်ရှင်တန်ခြင်းအတွက်လက်စုပ်လက်ကင်ပြနိုင်တဲ့တက်တေတစ်ခုကိုပေးစွမ်းခဲ့ပါတယ်ကိုချစ်ရတဲ့သူတွေကောင်းမွန်တဲ့ပုံဘဝမှာရှိနေတယ်လို့ယုံကြည်ယုံတာမကဘဲနဲ့သူတို့နဲ့တကယ်စကားပြောနိုင်တဲ့မိကုန်းတွေမေးနိုင်တဲ့နှစ်သိမ့်မှုတွေလက်ခံရရှိနိုင်တယ်လို့လူတွေကယုံကြည်ခဲ့ကြပါတယ်ဒါကအားကောင်းပြီးတော့ဆွဲဆောင်မှုရှိတဲ့ဂတိတစ်ခုဖြစ်ခဲ့တယ်လို့လူအများစုအတွက်ကတော့အမှောင်ကျနေတဲ့လောကကြီးထဲမှာလိုအပ်နေတဲ့အလင်းရောင်တစ်ခုဖြစ်ခဲ့ပါတယ် CS ဟာဒီတက်တေတွေကိုပြသတဲ့စက်ကုံတစ်ခုတက်ရှိလောကနဲ့တမလွန်လောကကိုတွေးဆုံနိုင်တယ်လို့ယူဆရတဲ့မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်ဒီဝိညာဉ်ပညာဆိုတဲ့မိတောက်ကဘယ်ကစခဲ့လဲဆိုရင်နယူးယောက်မြို့ကမြို့ငယ်လေးတစ်မြို့ကမိန်းကလေး2ယောက်ကနေစတင်ခဲ့တာပါ1848မှာ Fox ညီအမတွေဖြစ်တဲ့ခိတ်နဲ့မဂီတို့ကသူတို့ရဲ့မြေအောက်ခန်းထဲမှာအသက်ခံထားရတဲ့ဂုံတယ်တယောက်ရဲ့ဝိညာဉ်နဲ့ဆက်သွယ်နေတယ်လို့ပြောခဲ့ပါတယ်သူတို့ကလှုပ်ဝက်စမ်းကြတဲ့ခောက်တန်ကြီးကြားရတယ်လို့ပြောပြီးတော့အဲ့ဒါကိုတမလွန်ကနေလာတဲ့လှုပ်ဝက်သင်္ကေတတစ်ခုအဖြစ်အတိတ်ပဲဖွင့်ခဲ့ကြပါတယ်မိန်းကလေးတွေကမိကုန်းတွေမေးပြီးတော့ဟုတ်တယ်မဟုတ်ဘူးအတွက်သတ်မှတ်ထားတဲ့ခောက်တန်အရေးအတွက်နဲ့ဝိညာဉ်ကပြန်ပြေးတဲ့စနစ်တစ်ခုကိုတီထွင်ခဲ့ပါတယ်သူတို့ရဲ့စွမ်းရည်အကြောင်းသတင်းတွေဟာတော်မီလိုပြန့်နှံ့သွားပြီးတော့မကြခင်မှာပဲသူတို့ဟာလူအများရှိမှတရုတ်ပြပွဲတွေလုပ်ရင်းနဲ့တနိုင်ငံလုံးကပြည်သက်တွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်ဒီတရုတ်ပြပွဲတွေကခေတ်သစ် CS အတွက်ရှေ့ပြေးပုံစံဖြစ်လာခဲ့ပါတယ်လူတွေစုဝေးရင်းနဲ့ပဲဝိညာဉ်တွေကိုမိကုန်းတွေမေးပြီးတော့ခောက်တန်တွေနဲ့ပြန်ပြေးတဲ့ညံရည်ထက်မြက်ပြီးတော့တိကျပုံရတဲ့အဖြေတွေကြောင့်အံ့ဩခဲ့ကြရပါတယ်Fox ညီအမတွေဟာနိုင်ငံတကာမှာကြော်ကြားသူတွေဖြစ်လာပြီးတော့မကြခင်မှာပဲအမေရိကနဲ့ဥရောပကိုလွှမ်းမိုးသွားမဲ့လှုပ်ရှားမှုတစ်ခုရဲ့ရှေ့ဆောင်တွေဖြစ်လာခဲ့ပါတယ်။ဆယ်စုနှစ်ကြာတော့ Maggie Fox ကဒီကိစ္စအားလုံးဟာလိမ်လည်မှုတစ်ခုဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။သူတို့ကခြေချောင်းနဲ့ဒုစစ်တွေကိုချိုးပြီးတော့ခောက်တန်တွေလုပ်ခဲ့တာဖြစ်တယ်လို့ဖွင့်ချခဲ့ပါတယ်။ဒါကလူတန်းပေါင်းများစွာကိုလှည့်စားခဲ့တဲ့ရိုးရှင်နဲ့လှည့်ကွက်တစ်ခုပါပဲ။သူမကနောက်ပိုင်းမှာဒီဝန်ခံချက်ကိုပြန်ရုပ်သိမ်းခဲ့ပေမဲ့ spiritualist လှုပ်ရှားမှုကတော့ရပ်တန့်ဖို့အတွက်အင်အားအရန်ကြီးနေခဲ့ပါပြီ။မျိုးစိတ်ကိုစိုက်ပျိုးပြီးသွားပြီဖြစ်ပြီးတော့လူတွေကတမလွန်လောကနဲ့ဆက်သွယ်မှုဟာဖြစ်နိုင်ုံသာမကပဲနဲ့ကဘာတဝန်းကဧကန်တွေမှာဖြစ်ပျက်နေတယ်လို့ယုံကြည်ဖို့စိတ်အားထက်သန်နေခဲ့ကြပါတယ် Fox ညီအမတွေရဲ့အမွေနဲ့ကတော့ရှုပ်ထွေးပါတယ်ဘာသာတရားအသစ်တစ်ခုကိုမွေးဖွားပေးခဲ့တယ်လို့အစကတည်းကလိမ်လည်မှုရဲ့ဖြစ်နိုင်ခြေကိုလည်းမိမောင်းထိုးပြခဲ့ပါတယ်ဒါဆိုရှေးခေတ်ကဝိညာဉ်ခေါ်ပွဲတွေမှာရောတကယ်တမ်းဘာတွေလုပ်ကြတာလဲ
ကျွန်တော်တို့အများစုစိတ်ထဲမှာရှိတဲ့ပုံရိပ်ကတော့ရုပ်ရှင်တွေထဲအတိုင်းပါပဲလူတစုကမှောင်မဲနေတဲ့အခန်းတွေကစပွဲဝိုင်းတစ်ခုမှထိုင်လက်ချင်းတွဲပြီးတော့မန်တန်တွေရွှွနေကြတာမျိုးပေါ့တကယ်တော့အဲ့ဒါကအမှန်တရားနဲ့တိတ်ပြီးတော့မကွာပါဘူးအနည်းဆုံးတော့ Victorian ခေတ်က Science တွေအတွက်ပေါ့ဒီအခမ်းအနားတွေကို Median လို့ခေါ်တဲ့ဝိညာဉ်လောကရဲ့စွမ်းရည်တွေကိုအထူးခံစားနိုင်စွမ်းရှိတယ်လို့ယုံကြည်ရတဲ့ပုံကဦးဆောင်လေးရှိပါတယ် Median ရဲ့အလုပ်ကတက်ရှိနဲ့တေဆုံးသွားသူတွေကြားမှာတရားတစ်ခုလို့ဆက်သွယ်ပေးရတာပါပတ်ဝန်းကျင်အငွေအသက်ကလည်းဒီအတွေ့အကြုံရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါပဲဝိညာဉ်တွေပို့ပြီးတော့လွယ်လွယ်ကူကူပေါ်လာနိုင်အောင်ကူညီဖို့အတွက်အခန်းကိုလုံးဝအမှောင်ချတာလေးရှိတယ်လို့ဂျားကန်ပုဂ္ဂိုလ်တွေကဆိုပါတယ်တန်တရားရှိသူတွေကတော့အမှောင်တို့ဟာမျက်လှည့်ပြောက်ကွက်တွေကိုမမြင်အောင်ဖုံးကွယ်ဖို့ပို့ပြီးတော့လွယ်ကူစေတယ်လို့ညင်းခုန်ကြပါတယ်စစ်တာလို့ခေါ်တဲ့ပါဝင်သူတွေကိုဝိညာဉ်ဆက်ကွင်းတစ်ခုဖန်တီးဖို့အတွက်လက်ချင်းတွဲခိုင်းထားပါတယ်ဒါကသူတို့ရဲ့စုပေါင်းစွမ်းအင်ကိုစုစည်းပြီးတော့မီဒီယံကိုဆက်သွယ်ရမှာအထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ် CS ကိုစတင်တဲ့အခါမှာတော့လေးနဲ့တဲ့အငွေအသက်ဖြစ်ပေါ်စေဖို့ဓမ္မတချင်းတစ်ပုတ်ဆိုခိုင်းတာဒါမှမဟုတ်ဆူတောင်းတာမျိုးနဲ့စာလေးရှိပါတယ်ပြီးရင်မီဒီယံဟာအခြားအတန်တစ်မျိုးနဲ့စကားပြောရင်အိမ်မွေချခံရတယ်လို့အခြေအနေမျိုးကိုဝင်ရောက်သွားပြီးတော့ဆက်သွယ်မှုကိုစီမံခန့်ခွဲရမှာကူညီပေးမဲ့ဝိညာဉ်လမ်းညွန်တယောက်ဘူးကတ်နေတယ်လို့ဆိုပါတယ်ဒီလမ်းညွန်ကနေတဆင့်စစ်တာတွေရဲ့ဆုံးပါသွားတဲ့ချစ်ခင်ရသူတွေစီကသတင်းစကားတွေကိုပေးပို့တယ်လို့ယူဆကြပါတယ်ဒီအခမ်းအနားတစ်ခုလုံးဟာစွမ်းအားကြီးမှပြီးတော့စိတ်ခံစားမှုပြင်းထန်ကပုံကိုယ်ရဲ့အရန်ဆန်နဲ့အတွေ့အကြုံတစ်ခုဖြစ်အောင်ဒီဇိုင်းထုတ်ထားပြီးတော့ဒါကစစ်တာတွေကိုသူတို့ဟာတဘာဝလွန်ကဘာကတစုံတစ်ခုရဲ့ရှင်းမောက်မှာတကယ်ရှိနေတယ်ဆိုတဲ့ဖြစ်နိုင်ခြေကိုပို့ပြီးတော့လက်ခံလာအောင်ပြုလုပ်ပေးပါတယ်ဒီ CS တီမှာတက်တည်ပြရဲဆိုတဲ့အရာတွေကရိုးရိုးခောက်တန်လောက်နဲ့ရက်မနေခဲ့ပါဘူးဂျားကန်ပုံကိုယ်တွေကအံ့ဩစရာကောင်းပြီးတော့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ဖြစ်ရမျိုးစုံကိုဖန်တီးနိုင်တယ်လို့ဆိုကြပါတယ်အဖြစ်အများဆုံးတစ်ခုကတော့ table tip ပဲဒါမှမဟုတ် table tennis မှာပဲစစ်တာတွေဝိုင်းထိုင်နေတဲ့စပွဲကတုံခါလာပြီးတော့စောင်းလာကတခါတလေမှာတီးတီးတာတာလေပေါ်မြောက်တက်သွားပြီးတော့ဂျမ်းမြေမို့ကိုပြန်ကျလာတက်ပါတယ်ဒါကိုဝိညာဉ်တွေရဲ့စွမ်းရည်နဲ့တည်ရှိမှုရဲ့ရုပ်ပိုင်းဆိုင်ရာပြရုပ်တစ်ခုအဖြစ်အတိတ်ပဲဖွင့်လေရှိပါတယ်နောက်ထပ်လူကြိုက်များတဲ့ဖြစ်ရတစ်ခုကတော့ Spirit Writing မှာပဲတေဆုံးသွားတဲ့သူတွေစီကနေပြီးတော့သတင်းစကားတွေကကြောက်တင်ပုံတွေဒါမှမဟုတ်စာရွက်ပေါ်တွေမှာလှုပ်ဝက်စမ်းကြဲစွာပေါ်လာတာမျိုးပါတခါတလေစာရေးကိရိယာတွေကိုတောက်ခတ်ထားတဲ့တက်တာထဲထည့်ထားရင်တော့ပေါ်လာတတ်ပါတယ်တချို့ဂျားကန်ပုံကိုယ်တွေကတော့ Apple လို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေကိုဖန်တီးနိုင်မှုကြောင့်ကြော်ကြပါတယ်ဒါက CS အခန်းထဲမှာဘဲကမှန်မသိရုပ်တရက်ပေါ်လာတဲ့ပစ္စည်းတွေပါဒီပစ္စည်းတွေကဘန်းတွေလက်ဝတ်ရတနာတွေဒါမှမဟုတ်တခြားသိငယ်တဲ့ပစ္စည်းတွေဖြစ်နိုင်ပြီးတော့ဝိညာဉ်လောကကနေလာတဲ့လက်ဆောင်တွေလို့ဆိုကြပါတယ်တချို့ကိစ္စတွေမှာတော့စစ်တာတွေကဝိညာဉ်ရဲ့ကိုယ်ခန္ဓာမှာပါတဲ့ထိတွေ့မှုကိုခံစားရတယ်လို့ဒါမှမဟုတ်အမှောင်ထဲမှာတဘိုးတွေဂီတာတွေလို့တူရိယာပစ္စည်းတွေကအလိုလိုတိခတ်နေတာကိုကြားရတယ်လို့ပြောကြပါတယ်ဒီလိုပြရုပ်တွေထဲမှာအထင်ရှားဆုံးကတော့ Ectoplasm ပါဒါကဂျားကန်ပုဂ္ဂိုလ်ရဲ့အခန္ဓာကိုယ်တွေကနေပြီးတော့အများအဖြစ်ပါးစပ်နှာခေါင်းဒါမှမဟုတ်နားတွေကနေပြီးတော့ထွက်လာတယ်လို့ဆိုတဲ့ထူးဆန်းတဲ့ပိတ်စလိုအရာဝတ္ထုတစ်ခုပါဒီ Ectoplasm ကနေပြီးတော့ဝိညာဉ်ရဲ့မျက်နှာဒါမှမဟုတ်လက်ပုံစံတွေဖြစ်ပေါ်လာတယ်လို့ဆိုကြပါတယ်ဒီရုပ်ပိုင်းဆိုင်ရာဖြစ်ရတွေကတုံလှုပ်စရာကောင်းပြီးတော့ယုံကြည်ခြင်းစရာဖြစ်စေခဲ့ပြီးတော့ဝမ်းနည်းနေတဲ့လူအများအပြားအသေးအံရှာဖွေနေခဲ့တဲ့အားကောင်းပြီးတော့လက်စုပ်လက်ကင်ပြနိုင်တဲ့တက်သေးတွေကိုပေးစွမ်းခဲ့ပါတယ်တည်တဲ့သူနဲ့စကားပြောရဲဆိုတာဟာစိတ်ကူးရင်လိုဖြစ်နေပေမဲ့သိပ္ပံပညာကတော့ CS တစ်ခုအတွင်းမှာလူတွေခံစားရတဲ့အရာတွေအတွက်စိတ်ပိုင်းဆိုင်ရာရှင်းပြချက်တွေပေးထားပါတယ်အင်အားအကြီးဆုံးတစ်ခုကတော့ Ideomora effect ပါပဲဒါကလူတယောက်ရဲ့မသိစိတ်ကအတွေးတွေနဲ့မျှော်လင့်ချက်တွေကသူတို့ရဲ့ကြွက်သားတွေကိုသတိရှိဆုံးဖြတ်ချက်မချဘဲနဲ့လှုပ်ရှားစေတဲ့ဖြစ်စဉ်တစ်ခုပါဝီဂျာဘုတ်ဘလို့အလုံးလုံးလဲဆိုတာကိုစဉ်းစားကြည့်ပါအဲ့ဒီပေါ်က plan check လို့ခေါ်တဲ့ညွှန်တမ်းလေးကသူ့အလိုလိုလှုပ်ရှားပြီးတော့စလုံးပေါင်းတွေပေါင်းပြနေတယ်လို့ထင်ရပါတယ် IDO effect ကတော့အကြံပြုထားတာကပါဝင်သူတွေကိုယ်တိုင်ကအဲ့ဒါကိုလှုပ်ရှားနေတာဖြစ်ပြီးတော့လုံးဝကိုမရွယ်ပဲနဲ့လှုပ်ဆောင်နေတာဖြစ်တယ်ဆိုတာပါသူတို့ကတိကျတဲ့အဖြေတစ်ခုကိုလိုချင်စိတ်ဒါမှမဟုတ်ဝိညာဉ်ကဘာပြောမလဲဆိုတဲ့မျှော်လင့်ချက်ကသူတို့ရဲ့လက်နဲ့လက်မောင်းတွေမှာသေးငယ်ပြီးတော့မသိစိတ်ကကြွက်သားလှုပ်ရှားမှုတွေကိုဖြစ်စေပြီးတော့ plan check တွေကိုအခရာတွေစီလမ်းညွန်ပေးလိုက်တာပါဒီသဘောတရားကိုထေပေါ်ထပ်ပင်းမှလည်းအသုံးချနိုင်ပါတယ်စပွဲလှုပ်ရှားလာမယ်လို့မျှော်လင့်နေကြတဲ့စစ်တာအားလုံးရဲ့စုပေါင်းပြီးတော့မသိစိတ်ကကြွက်သားကြုတ်ချင်းတွေကစပွဲကိုလှုပ်ခါပြီးတော့ရိမ့်ရန်သွားစေဖို့လုံလောက်ပါတယ်ဒါကိုသဘာဝလုံးလို့ခံစားရတာကတော့ဘသူတဦးတယောက်မှသူတို့ကိုယ်တိုင်တွန်းနေတယ်ဆိုတာကိုသတိမထားမိလို့ပါပဲနောက်ထပ်အဓိကတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာအချက်တစ်ချက်ကတော့ suggestion ရဲ့စွမ်းအားပါဂျားကန်ပုတ်ကိုမှောင်မိုက်တဲ့အခန်းလေးနက်တဲ့အငွေအသက်ဒါတွေအားလုံးကစိတ်ခံစားမှုမြင့်တက်ပြီးတော့မျှော်လင့်ချက်ကြီးမားတဲ့အခြေအနေတစ်ခုကိုဖန်တီးပေးပါတယ်လူတွေကသူတို့ဟာတကယ်ပဲဆက်သွယ်မှုပြုလုပ်နေတယ်လို့ယုံကြည်ချင်ကြပြီးတော့ဒီလိုချင်စိတ်ကမတဲခွဲတဲ့အတန်တွေမြင်ကွင်းတွေကိုဝိညာဉ်လှုပ်ရှားမှုရဲ့အတည်ပြုချက်အဖြစ်အတိတ်ပဲဖွင့်စေနိုင်ပါတယ်လေးအေးတစ်ချက်တိုက်တာကိုတက်စေရဲ့ထိတွေ့မှုအဖြစ်ကြံခင်းကအတန်ကိုဝိညာဉ်ရဲ့အခြေတံအဖြစ်မှတ်ယူသွားနိုင်ပါတယ်ကျွန်တော်တို့ရဲ့အုံနှောက်ဟာပုံစံတွေကိုရှာဖွေဖို့တိစောက်ထားပြီးတော့ CS တစ်ခုမှာတော့အုံနှောက်ကသဘာဝလုံးပုံစံတွေကိုရှာဖွေဖို့အသင့်ဖြစ်နေပါတယ်
ဂျားကန်ပုဂ္ဂိုလ်တော်တော်များများက Cold reading လို့ခေါ်တဲ့နည်းပညာမှာအရန်ကျွမ်းကျင်ကြပါတယ်ဒါကစိတ်ဆွမ်းရင်ရှိသလိုထင်အောင်ထင်မှာဖြစ်စေတဲ့လှည့်စားမှုတစ်ခုဖြစ်ပေမဲ့ဘာသဘာဝလွန်စွမ်းအားမှမလိုအပ်ပါဘူးဒါဟာလေးလာစူးစမ်းမှုဖြစ်နိုင်ခြေများတဲ့ခမန်းချက်တွေနဲ့လူတစ်ယောက်ရဲ့တုတ်ပြန်မှုကိုဖတ်ရှုခြင်းတို့ကိုကျွမ်းကျင်စွာပေါင်းစပ်ထားခြင်းဖြစ်ပါတယ် Cold reader တစ်ယောက်ကကျွန်တော်ကအသက်ကြီးတဲ့အမျိုးသားတစ်ဦးဖြစ်တဲ့ခမားအဖေဒါမှမဟုတ်အဖိုးတူနဲ့ဆက်သွယ်မှုရနေတယ်သူကသူအေးချမ်းတဲ့ဘုံဘဝမှာရှိနေတယ်ဆိုတာကိုခမားကိုသိစေချင်နေတယ်ဆိုတော့အရန်ကိုရေဘူးရကြတဲ့စကားတစ်ခုနဲ့စတင်နိုင်ပါတယ်ဒါကအတော်လေးစိတ်ချရတဲ့ခံမှန်းချက်ပါဘာလို့လဲဆိုတော့လူအများစုကသူတို့ချစ်ခင်ရတဲ့အသက်ကြီးတဲ့အမျိုးသားဆွေမျိုးတို့ကိုစုံရှုံဖူးကြလို့ပါပြီးရင်ဂျားကန်ပုဂ္ဂိုလ်ကစစ်တာရဲ့တုတ်ပြန်မှုသူတို့ရဲ့ကိုဟန်အမှုရာမျက်နှာအမှုရာတိမ်မွေးတဲ့ခေါင်းညစ်ပြမှုဒါမှမဟုတ်မျက်ရည်လေးတစ်စက်ကိုတော့ဂယုတဆိုင်စောက်ကြည့်ပါတယ်ဒီအရေးအမျိုးတွေပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ပြောဆိုချက်တွေကိုပုံမူတိကျအောင်ပြုလုပ်ပါတယ်အကယ်၍စစ်တာကအဖိုးအကြောင်းပြောတာကိုအပြုသဘောဆောင်တဲ့တုတ်ပြန်မှုပြရင်ဂျားကန်ပုဂ္ဂိုလ်ကဟုတ်တယ်သူကကျွန်တော်ကို J ဒါမှမဟုတ် M နဲ့စတဲ့နာမည်တစ်ခုနဲ့ဆက်ဆက်နေတာကိုပြနေတယ်ဂျွန်လားဒါမှမဟုတ်မိုက်ကယ်လားဆိုပြီးအသေးစိတ်ထပ်ပြောပါလိမ့်မယ်ဒါတွေကလည်းအလွန်အဖြစ်များတဲ့နာမည်တွေပါပဲသူတို့တစ်ချက်မှန်သွားပြီဆိုရင်အဲ့ဒီအပေါ်မှာဇလန်တပုတ်လုံးတိဆောက်နိုင်ပြီးတော့ဝိညာဉ်လောကကနေပြီးတော့တိကျပြီးတော့အသေးစိတ်ကြတဲ့သတင်းအချက်လက်တွေရရှိနေတယ်လို့မျိုးထင်ရအောင်ပြုလုပ်ပါတယ်နောက်နည်းလမ်းတစ်ခုကတော့ hot reading ပဲဖြစ်ပါတယ်ဒါကတော့လိန်လေတာပါပဲ CS မစခင်ဒါမှမဟုတ်လူအများရှိတရုတ်ပြပွဲတွေမလုပ်ခင်မှာဂျားကန်ပုဂ္ဂိုလ်ရဲ့လက်ထောက်တွေကစောက်ဆိုင်ကန်းတွေမှာစကားပြောတာကိုခိုးနာထောင်တာဒါမှမဟုတ်ကြိုတင်သူတည်တနာလုပ်တာမျိုးနဲ့စစ်တာတွေအကြောင်းသတင်းအချက်လက်တွေစုဆောင်းထားပါတယ်ပြီးရင်ဂျားကန်ပုဂ္ဂိုလ်ကဒီလိုလှုပ်ဝက်ရယူထားတဲ့သတင်းအချက်လက်တွေကိုတည်ဆုံးသွားသူတွေစီကနေပြီးတော့သတင်းစကားတစ်ခုအနေနဲ့တင်ပြပြီးအံ့ဩစရာကောင်းပြီးတော့မဖြစ်နိုင်ဘူးလို့ထင်ရတဲ့စိတ်ဆွမ်းရည်နဲ့ဆက်သွယ်မှုတစ်ခုကိုဖန်တီးလိုက်တာပါပဲSpiritualism ကနာမည်ကြီးလာတာနဲ့အမျှလိမ်လည်မှုတွေကိုဖော်ထုတ်ခြင်းတဲ့သူတွေလည်းပေါ်များလာပါတယ်အကြော်ကြားဆုံးဖော်ထုတ်သူတွေထဲကတစ်ယောက်ကတော့ဒန်နိုင်ဆန်နဲ့မျက်လက်စရာနဲ့လွန်မြောက်ရေးအမှုပညာရှင် Harry Houdini ပါပဲ1920ပြည့်လွန်နှစ်တွေမှာသူ့ရဲ့ချစ်လှစွာသောမိခင်ကွယ်လွန်ပြီးတဲ့နောက်မှာဟူဒနီဟာအစပိုင်းမှာဂျားကန်ပုဂ္ဂိုလ်တစ်ယောက်ကနေတစ်ဆက်မိခင်နဲ့ဆက်သွယ်ဖို့မျှော်လင့်ခဲ့ပါတယ်။သူဟာ Science ပွဲပေါင်းများစွာကိုတက်ရောက်ခဲ့ပေမဲ့မျက်လက်အာယုံလွှဲမှုနဲ့လက်မျက်မှုဆိုင်ရာသူ့ရဲ့ကျွမ်းကျင်တဲ့အသိပညာကလူအများပြားကိုလှည့်စားခဲ့တဲ့အလှည့်ကွက်တွေကိုထွင်းဖောက်မြင်နိုင်စေခဲ့ပါတယ်။သူဟာလိမ်လည်တဲ့ဂျားကန်ပုဂ္ဂိုလ်တွေကိုစန့်ကျင်တဲ့တိုက်ပွဲဝင်တစ်ယောက်ဖြစ်လာခဲ့ပြီးတော့သူ့ဘဝရဲ့နောက်ပိုင်းနှစ်တွေကိုသူတို့ကိုပေါ်ထုတ်ဖို့အတွက်မြှုပ်နှံခဲ့ပါတယ်။ဟူဒနီဟာအရက်ဝတ်ရဲအရာရှိတယောက်နဲ့အတူရုပ်ဖြတ်ပြီးတော့ CNST ကိုတက်ရောက်လေးရှိပါတယ်။ဝိညာဉ်တဘိုးတစ်ခုကိုဘယ်လိုလုပ်လွင့်နေအောင်လုပ်ထားသလဲဒါမှမဟုတ်ဂျားကန်ပုဂ္ဂိုလ်တယောက်ကအမောင်ထဲမှာဝိညာဉ်ဆက်ကွင်းကနေပြီးတော့သူ့လက်ကိုဘလို့လွတ်အောင်လုပ်ပြီးတော့ခေါင်းလောင်းတီးသွားတဲ့စစ်တာတယောက်ကိုထိတွေ့တယ်လဲဆိုတာကိုချက်ချင်းသိနိုင်ပါတယ်သူဟာသဘာဝအတိုင်းလှည့်စားတဲ့နီလန်းတွေနဲ့သူပြန်မလို့ပြနိုင်တဲ့သဘာဝလွန်ဖြစ်ရတစ်ခုကိုဖန်တီးပြနိုင်တဲ့ဘယ်ကြားခံပုံကိုမစိုးငွေသားစုကြီးတစ်ခုပေးရမယ်လို့တော့ကန်လှန်ခဲ့ပါတယ်ဘာသူမှဒီစုကိုအောင်မြင်စွာရယူနိုင်ခဲ့ခြင်းမရှိပါဘူးဟူဒနီရဲ့ကြားခံပုံကိုရဲ့လှည့်ကွက်တွေကိုစင်ပေါ်မှာပြန်လည်လုပ်ပြတဲ့လူသိရှင်ကြားဖော်ထုတ်မှုတွေကလူတို့ရဲ့အမြင်ကိုပြောင်းလဲစေရမှာအဓိကကြားခဲ့ပါတယ်သူဟာကဘာကိုပြသခဲ့တာကတော့တမလွန်ကဘာကသတင်းစကားလို့ထင်ရတဲ့အရာဟာဝမ်းနဲ့ပူဆွေးပြီးတော့အားနည်းနေတဲ့ပရိသတ်တွေအတွက်ဖြောပြေတင်ဆက်ပေးတဲ့လိမ္မာပါနေတဲ့မျက်လှည့်ပြောက်ွက်တစ်ခုသာဖြစ်တယ်ဆိုတာပါပဲဒါကမျောလင်းချက်သတင်းစကားကိုတွက်ချက်ထားတဲ့လှည့်စားမှုတစ်ခုအဖြစ်ပြောင်းလဲလိုက်တာပါပဲလိမ်လည်မှုတွေဒီလောက်များနေတာတော့မှဝိညာဉ်ပညာကိုယုံကြည်ခဲ့ကြတဲ့အထက်မှာပညာမတတ်တဲ့အယုံလွယ်တဲ့သူတွေကြီးပဲတော့မဟုတ်ပါဘူးထင်ရှားကြော်ကြပြီးတော့အသိဉာဏ်မြင့်မားကလေးစားခံရတဲ့ပုံကိုအများပြားကလည်းခိုင်မာတဲ့ယုံကြည်သူတွေဖြစ်ခဲ့ကြပါတယ်အထင်ရှားဆုံးပုံကိုတွေထဲကတယောက်ကတော့ရှားလဟုန်ကိုဖန်တီးခဲ့သူစာအာသာကိုနန်ဒရိုင်ပါပဲသူကယုတ်တိဗေဒနဲ့အကျိုးကြောင့်ဆင်ခြင်မှုရဲ့ပြရုပ်ဖြစ်တဲ့ဇက်ကောင်တယောက်ကိုဖန်တီးခဲ့ပေမဲ့ဒရိုင်ကိုရိုင်းကတော့ spiritualism အတွက်စိတ်အားထက်သန်တဲ့ထောက်ခံသူတယောက်ဖြစ်ခဲ့ပါတယ်တခြားသူတွေလိုပဲသူ့ရဲ့ယုံကြည်မှုဟာပထမကဘာစစ်ဝန်းကျင်ကအချိန်တိုတွင်းမှာသူ့ရဲ့သားညီတူနှစ်ယောက်တည်ဆုံးပြီးတဲ့နောက်မှာပို့ပြီးတော့ခိုင်မာလာခဲ့ပါတယ်။သူဟာဂျားကန်အပုပ်ကိုအမျိုးမျိုးကနေပြီးတော့တဆင့်သူတို့စီကအရာရှိတယ်လို့ယုံကြည်တဲ့သတင်းစကားတွေကနေပြီးတော့ကြီးမားတဲ့နှစ်သိမ့်မှုကိုရရှိခဲ့ပါတယ်။ Dry ဟာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကြည်ကြဲပြန့်ပြန့်ရေးသားခဲ့ပြီးတော့ spiritualism အကြောင်းဟောပြောပို့ချဖို့ကဘာလှည့်ခီးထွက်ခဲ့ပြီးတော့စိတ်ဆွမ်းအင်ဆိုင်ရာသူတည်တနာအတွက်ရည်ရွယ်တဲ့အဖွဲ့အစည်းကိုတော့ရန်ပုံငွေထောက်ပံ့ခဲ့ပါတယ်။သူရဲ့လူသိရှင်ကြားထောက်ခံမှုကဒီလှုပ်ရှားမှုကိုယုံကြည်ကိုးစားမှုအများကြီးရရှိစေခဲ့ပါတယ်။သူဟာဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့သူတင်ငယ်ချင်း Harry Houdini
နီနဲ့သဘောထားကွဲလွဲခဲ့ပါတယ်ဟူဒီနီကဒွိုင်းဟာလိမ်လည်တဲ့ဂျားကန်ပုဂ္ဂိုလ်ရဲ့လှည့်စားမှုကိုခံနေရတယ်လို့ယုံကြည်ခဲ့ပြီးတော့ဒွိုင်းကတော့ဟူဒီနီရဲ့မယုံနိုင်စရာလွတ်မြောက်မှုပြောက်ကွက်တွေဟာတဘာဝလွန်စိတ်ဆွမ်းအင်ဆိုင်ရာစွမ်းရည်တွေရဲ့တက်တည်ဖြစ်တယ်လို့ယုံကြည်ခဲ့ပါတယ်ဒါကိုဟူဒီနီကအမြဲတမ်းညှင်းဆိုခဲ့ပါတယ်သူတို့ရဲ့မတူတဲ့အမြင်တွေရဲ့ PR အောက်မှာသူတို့ရဲ့တငယ်ချင်းဆက်ဆံရေးဟာနောက်ဆုံးမှာတော့ပြိုကွဲသွားခဲ့ပါတယ်ဒါကအဲ့ဒီခေတ်ကိုပုံဖော်ခဲ့တဲ့ယုံကြည်မှုနဲ့တန်တရားဝါဒကြားကနှက်ဆိုင်တဲ့ကွဲပြားမှုကိုကွက်ကွက်ကွန်ကွဲဖော်ပြနေပါတယ်ကိုနန်ဒွိုင်းတို့ထက်မြက်တဲ့ဉာဏ်ပညာရှင်တယောက်ကတကယ်ယုံကြည်သူတယောက်ဖြစ်နိုင်တယ်ဆိုတဲ့အချက်က CS အတွေ့အကြုံဟာဘလောက်တောင်အားကောင်းပြီးတော့ယုံကြည်ခြင်းစရာကောင်းတယ်လဲဆိုတာကိုပြသနေပါတယ်အထူးသဖြင့်ဝမ်းနဲ့ပူဆွေးမှုရဲ့နှက်ဆိုင်မှုတွေမှာရှိနေသူတွေအတွက်ပေါ့ဝိညာဉ်ခေါ်တဲ့နေရာမှာသုံးတဲ့ပစ္စည်းတွေထဲမှာတော့ဝီဂျာဘိုးလောက်နာမည်ကြီးပြီးတော့အငင်ပွားစရာဖြစ်တဲ့အရာမရှိတော့ပါဘူး1980ခုနှစ်မှာမူပိုင်ခွင့်တင်ခဲ့ပြီးတော့အစပိုင်းမှာဒါကိုအန်ဒီရမရှိတဲ့အခန်းကစားနည်းတစ်ခုအတိတ်ပြစ္ဆုတ်ပံအနာဂတ်အကြောင်းမေးခွန်းတွေကိုဖြေနိုင်ပုံရတဲ့စကားပြောပုတ်ပြားတစ်ခုအဖြစ်ဈေးကွက်တင်ခဲ့ပါတယ်ပုတ်ပြားပေါ်မှာအခရာတွေတုံညာကနေပြီးတော့ကိုယ်အထိခဏန်းတွေနဲ့ဟုတ်တယ်မဟုတ်ဘူးနဲ့နှုတ်ဆက်ပါတယ်ဆိုတဲ့စကားလုံးတွေပါရှိပါတယ်ပါဝင်သူတွေကတော့သူတို့ရဲ့လက်ချောင်းထိပ်တွေကိုပလန်ချက်လို့ခေါ်တဲ့နှလုံးပုံညွန်တန်လေးပေါ်မှာညင်သာစွာတင်ထားရပြီးတော့အဲ့ဒီညွန်တန်ကပုတ်ပြားပေါ်မှာ short တိုက်သွားရင်းနဲ့သတင်းစကားတွေကိုစလုံးပေါင်းပြပါတယ်ယုံကြည်သူတွေအတွက်ကတော့ဒီပုတ်ပြားဟာဝိညာဉ်ဆက်သွယ်မှုအတွက်အားကောင်းတဲ့ဂျားကန်တစ်ခုတမလွန်လောကနဲ့ဓာတ်ရိုက်ဆက်သွယ်နိုင်တဲ့လမ်းကြောင်းတစ်ခုပါပဲဒါပေမဲ့အခြားလူအများပြအတွက်ကတော့ဒါကပို့ပြီးတော့ကြောက်စရာကောင်းတဲ့နာမည်ဆိုးရှိပြီးတော့နတ်ဆိုးတွေကိုခေါ်တဲ့ကရိယာတစ်ခုဒါမှမဟုတ်နတ်ဆိုးပူးကတ်မှုအတွက်တကားပေါက်တစ်ခုအဖြစ်ရှုမြင်ကြပါတယ်ဒီကြောက်ရွံ့မှုဟာမရင်မတွက်နိုင်တဲ့ထိတ်လန့်ဖွယ်ရုပ်ရှင်တွေနဲ့တခြားဇလန်းတွေမှာအသုံးပြုခြင်းအဖြစ်ပို့ပြီးတော့အားကောင်းလာစေခဲ့ပြီးတော့လူကြိုက်များတဲ့ယဉ်ကျေးမှုတွေမှာကြောက်ရွံ့ရမယ့်အရာတစ်ခုအဖြစ်သူ့နေရာကိုခိုင်မာစေခဲ့ပါတယ်ကျွန်တော်တို့အစောပိုင်းမှာဆွေးနွေးခဲ့တယ်လို့ပဲသိပ္ပံပညာတော့ဝီဂျာပုတ်ဘလို့အလုပ်လုပ်တယ်လဲဆိုတာအတွက်ပို့ပြီးတော့တာမန်ရိုးကြတဲ့ရှင်းလင်းချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ IDEO motor effect ပါညွန်တန်ကိုလက်ညွန်ပေးနေတာကအသုံးပြုသူတွေရဲ့စုပေါင်းပြီးတော့မသိစိတ်ကကြွက်သားလှုပ်ရှားမှုတွေကြောင့်ပါသူပေါင်းပြတဲ့စလုံးတွေကအပြင်ကဝိညာဉ်စီကလာတာမဟုတ်ပဲနဲ့ပါဝင်သူတွေရဲ့ကိုယ်ပိုင်စိတ်တွေကလာတာဖြစ်ပါတယ်ဒါပေမဲ့ဒီသိပ္ပံနည်းကျရှင်းလင်းချက်ရှိနေပေမဲ့လည်းဒီအတွေ့အကြုံကအသုံးပြုသူတွေအတွက်ကတော့မယုံနိုင်လောက်အောင်အစစ်အမှန်လို့ခံစားရပြီးတော့အလွန်တရာစိတ်အနှောက်အယှက်ဖြစ်စေနိုင်တာကြောင့်ဝီဂျာဖုတ်ဟာတည်ဆုံသွားသူတွေနဲ့ဆက်သွယ်လို့တဲ့ကျွန်တော်တို့ရဲ့စိတ်ဝင်စားမှုရဲ့ရှည်လျားတဲ့တမိုင်းတစ်လျှောက်မှာအခိုင်အမြဲဆုံးနဲ့အငင်းခုံရဆုံးအရာဝတ္ထုတွေထဲကတစ်ခုဖြစ်နေစေပါတယ်CST ရဲ့ရွှေခေတ်က Victorian ခေတ်မှာကုန်သွားပြီလို့ထင်ရပေမဲ့ဒီအလေးအထားကတကယ်တမ်းလုံးဝပျောက်ကွယ်မသွားခဲ့ပါဘူးဒါဟာပုံစံပြောင်းသွားတာသာဖြစ်ပါတယ်ဒီနေ့ခေတ်မှာတော့မှောင်မိုက်တဲ့အခန်းတွေကလွတ်နေတဲ့စပွဲဝိုင်းပေါ်မှာထိုင်နေတဲ့လူတစုကိုတွေ့ဖို့နေပါသွားပါပြီအဲ့ဒီအစားခေတ်သစ်ဂျားကန်ပုဂ္ဂိုလ်တွေကရုံးမြင့်တန်ကြားအစီအစဉ်တွေကြီးမားတဲ့ခမ်းမကြီးတွေဒါမှမဟုတ်အင်တာနက်ပေါ်ကဖတ်ကြားခြင်းတွေပြုလုပ်နေတာကိုတွေ့ရပါလိမ့်မယ် Physics Medium လို့မကြာခဏခေါ်ဝေါ်ကြတဲ့ဒီခေတ်ပြိုင်ဝိညာဉ်ပညာရှင်တွေကတည်ဆုံသွားသူတွေနဲ့ဆက်သွယ်နိုင်တဲ့တူညီတဲ့စွမ်းရည်တွေရှိတယ်လို့ဆိုကြပေမဲ့တင်ဆက်မှုပုံစံကိုတော့ခေတ်သစ်ပရိသတ်အတွက်အဆင့်မြင့်တင်ထားပါတယ်။ Ectoplasm နဲ့ Aphos လိုမျိုးရုပ်ပိုင်းဆိုင်ရာဖြစ်ရပ်တွေအစားအာယုံဆိုင်မှုကပုံကိုရေးဆိုင်ရာသတင်းစကားတွေကိုပေးပို့ခြင်းအပေါ်မှာဖြစ်နေပါတယ်။သူတို့ကပရိသတ်တွေကလူတွေရဲ့အဆုံးပါသွားတဲ့ချစ်ခင်ရသူတွေရဲ့ဝိညာဉ်တွေကိုမြင်ရတယ်ဒါမှမဟုတ်ကြားရတယ်လို့ဆိုပြီးတော့မဖြစ်နိုင်လောက်တဲ့တိကျပုံရတဲ့နာမည်တွေအမတ်တရားတွေနဲ့အတွင်းသည့်နောက်ပြောင်မှုတွေလိုအသေးစိတ်အချက်လက်တွေကိုပေးပို့လေရှိပါတယ်။ Core reading နဲ့ Hot reading နည်းစနစ်တွေကတော့အခုထိရှိနေလုံးပါပဲ။ဒါပေမဲ့အခုတော့ပို့ပြီးတော့ရှုပ်ထွေးလာပါတယ်။စင်ပေါ်ကဂျားခံပုံကိုတယောက်ကလူအုပ်ကြီးနဲ့အတူဖြစ်နိုင်ခြေတွေကိုကစားနိုင်ပြီးတော့ David ဒါမှမဟုတ် Mary လိုမျိုးအဖြစ်များတဲ့နာမည်တစ်ခုကိုပြောပြီးတယောက်တုတ်ပြန်လာတာကိုစောင့်နိုင်ပါတယ်။ Social media တွေထွန်းကားလာမှုကလည်း Hot reading ကိုအရင်ကထပ်ပို့ပြီးတော့လွယ်ကူစေခဲ့ပါတယ်။လက်မှတ်ကြိုတင်ဝယ်ထားတဲ့ပရိသတ်တွေအကြောင်းကိုဂျားခံပုံကိုရဲ့အဖွဲ့ကသူတို့ရဲ့လူသိရှင်ကြား online profile တွေကနေပြီးတော့ပုံကိုရေးဆိုင်ရာသတင်းအချက်လက်တွေစုဆောင်းပြီးတော့ပွဲအတွင်းမှာအသုံးပြုဖို့အတွက်သူတည်တနာလုပ်ရတာမခက်ခဲပါဘူး။တင်ဆက်မှုပုံစံအသစ်ရှိနေပေမဲ့အဓိကဆွဲဆောင်မှုကတော့19ရာစုကအတိုင်းပါပဲမပြောင်းလဲပါဘူး။နှစ်သိမ့်မှုအဆုံးသတ်နိုင်မှုနဲ့ကျွန်တော်တို့ချစ်ခင်ရသူတွေနဲ့ကျွန်တော်တို့ရဲ့ဆက်သွယ်မှုတွေဟာတည်ဆုံးခြင်းနဲ့အတူအဆုံးမသက်ဘူးဆိုတဲ့လေးနက်တဲ့မျှော်လင့်ချက်ကိုပေးစွမ်းနေတာပါပဲ။တမင်တကာလိန်လဲတာတွေစိတ်ပိုင်းဆိုင်ရာလှည့်ကွက်တွေအပြင်တချို့သောသဘာဝလွန်စုံစမ်းသူတွေနဲ့ယုံကြည်သူတွေကတော့ CS တစ်ခုအတွင်းမှာဖြစ်ပျက်နိုင်တဲ့အရာတွေအတွက်တခြားရှင်းပြချက်တွေလည်းပေးထားပါသေးတယ်။ theory တစ်ခုကတော့ collective consciousness ဆိုတဲ့သဘောတရားအပေါ်မှာအခြေခံထားပါတယ်။ဒီ theory ကအကြံပြုထားတာကတော့လူသားတွေရဲ့စိတ်အားလုံးဟာမသိစိတ်အစစ်မှတိမ်မွေ့စွာအပြန်အလှန်ချိတ်ဆက်နေပြီးတော့မျှဝေထားတဲ့သတင်းအချက်အလက်တွေနဲ့မှတ်ဉာဏ်တွေရဲ့စိတ်ဆွဲအင်ဆိုင်ရာတူလှောင်ကန်တစ်ခုလို့ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။ဒီအမြင်အရဂျားခံပုဂ္ဂိုလ်တယောက်ဟာအပြင်ကဝိညာဉ်ကိုတကယ်ဆက်သွယ်နေတာမဟုတ်ပါဘူး။အဲ့ဒီအစား CNC ရဲ့မြင့်တက်နေတဲ့စိတ်ခံစားမှုအခြေအနေအတွင်းမှာသူတို့ဟာဒီ collective consciousness တဲ့ကိုဝင်ရောက်ပြီးတော့စစ်သားတွေရဲ့စိတ်ထဲမှာရှိပြီးသားသတင်းအချက်အလက်တွေကိုဆွဲထုတ်နေတာဖြစ်ပါတယ်။ဒါကဂျားခံပုဂ္ဂိုလ်တယောက်က
တေဆုံးသွားတဲ့ဆွေမျိုးတယောက်အကြောင်းတိကျတဲ့အသေးစိတ်ကိုဘယ်လိုသိနိုင်တယ်လဲဆိုတာကိုရှင်းပြနိုင်ပါတယ်သူတို့ကအဲ့ဒါကိုဝိညာဉ်စီကရနေတာမဟုတ်ပဲနဲ့စစ်တာရဲ့ကိုပိုင်မှတ်ဉာဏ်ကနေပြီးတော့တယ်လီပသီနီးနဲ့ဖတ်နေတာဖြစ်ပြီးတော့နှစ်ယောက်စလုံးကလုံးဝသတိမထားမိကြပါဘူးနောက်ထပ် theory တစ်ခုကတော့ psychometry ဆိုတဲ့အတွေးခေါ်နဲ့သက်ဆိုင်ပါတယ်ဒါကလူတစ်ယောက်နဲ့ဆက်နေတဲ့ပစ္စည်းတစ်ခုကိုထိတွေ့ခြင်းအပြင်အဲ့လူအကြောင်းသတင်းအချက်အလက်တွေရရှိနိုင်တဲ့စွမ်းရည်လို့ဆိုပါတယ်ဂျားခံပုဂ္ဂိုလ်တယောက်ကတည်ဆုံးသွားသူပိုင်ဆိုင်ခဲ့တဲ့လက်ဝတ်ရတနာတစ်စုံဒါမှမဟုတ်ဓာတ်ပုံတစ်ပုံကိုကင်ပြီးတော့အဲ့ဒီကနေပြီးတော့ခန်းစားချက်တွေနဲ့သတင်းစကားတွေရရှိတယ်လို့ဆိုပါတယ်ပင်မသိပ္ပံပညာကဒီသဘောတရားတွေကိုထောက်ခံမှုဘာသက်သေမှမတွေ့ရှိသေးပေမဲ့ဒါတွေကတချို့သူတွေအတွက်ကတော့ဂျားတနေရာကိုပေးစွမ်းပါတယ် CS ရဲ့ဖြစ်စဉ်တွေဟာတည်ဆုံးသွားသူတွေရဲ့ဝိညာဉ်တွေနဲ့ဆက်သွယ်ခြင်းတဲ့မဖော်ထုတ်ရသေးတဲ့လူသားတွေရဲ့စိတ်ဆွမ်းအင်တွေရဲ့ရလဒ်ဖြစ်နိုင်တယ်လို့အကြံပြုထားပါတယ်ဒါကဒီအတွေ့အကြုံကိုတခြားကဘာတစ်ခုနဲ့စကားပြောဆိုခြင်းအဖြစ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်စိတ်တွေရဲ့လှုပ်ဝက်စမ်းကြဲပြီးတော့ရှင်းမပြနိုင်တဲ့အလားအလာတွေရဲ့တရုပ်ပြတစ်ခုအဖြစ်ပုံဖော်ပေးပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ CS လေ့လာမှုအပြီးမှာနောက်ဆုံးဆုံးဖြတ်ချက်ကဘာလဲတည်ဆုံးသွားသူတွေနဲ့ဆက်သွယ်ဖို့တကယ်ပဲသုံးလို့ရနိုင်သလားယုံကြည်စိတ်ချရတဲ့သိပ္ပံနည်းကျသက်သေအထောက်ထားအားလုံးကတော့မရနိုင်ပါဆိုတာကိုခိုင်ခိုင်မာမာညွှန်ပြနေပါတယ် CS နဲ့ဆက်ဆက်နေတဲ့ဖြစ်စဉ်တွေခောက်တန်တွေနဲ့လှုပ်ရှားနေတဲ့ဇပွဲတွေကဂျားခံပုံကိုယ်ရေးစီကတိကျပုံရတဲ့သတင်းစကားတွေအထိအားလုံးကိုတမင်တကာလှည့်စားမှု core reading လိုမျိုးလိမ္မာပါနဲ့တဲ့စိတ်ပိုင်းဆိုင်ရာချဲ့လည်မှုနဲ့ideo motor effect လိုမျိုးမသိစိတ်ကရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေရဲ့ပေါင်းစပ်မှုနဲ့ရှင်းပြနိုင်ပါတယ်။ရာစုနှစ်တစ်ခုကြော်ကြာဂျားခံပုဂ္ဂိုလ်တွေအပေါ်မှာပြုလုပ်ခဲ့တဲ့ထိန်းချုပ်ထားတဲ့သိပ္ပံနည်းကျစံသတ်မှုတွေဟာတည်ဆုံးသွားသူတွေနဲ့ဆက်သွယ်မှုရှိကြောင်းအတည်ပြုနိုင်တဲ့သက်သေကိုတသက်မှတ်ထဲမထုတ်နိုင်ခဲ့ပါဘူး။လိမ်လည်မှုကိုတားဆီးလိုက်တဲ့အခါမှာတော့ဝိညာဉ်သတင်းစကားတွေကရက်တက်သွားတာဒါမှမဟုတ်မရှင်းမလင်းနဲ့မတိမကျတာတွေဖြစ်လာပါတယ်။ဒါပေမဲ့သိပ္ပံနည်းကျသက်သေမရှိခြင်းကဒီအတွေ့အကြုံကနေပြီးတော့ရရှိနိုင်တဲ့လေးနက်တဲ့ပုံကိုယ်ရေးဆိုင်ရာအကျိုးသက်ရောက်မှုကိုတော့မလျော့ပါသွားစေပါဘူးဝမ်းနဲ့ပူဆွေးမှုတွေလွှမ်းမိုးနေတဲ့လူတစ်ယောက်အတွက်ဆုံးရှုံးသွားတဲ့ချစ်ခင်ရသူတစ်ယောက်နဲ့ဆက်သွယ်မှုပြုလုပ်နိုင်ခဲ့တဲ့ဆိုတဲ့ယုံကြည်ချက်ကကြီးမားတဲ့နှစ်သိမ့်မှုအဆုံးသတ်နိုင်တဲ့ခံစားချက်နဲ့မျှော်လင့်ချက်အသစ်ကိုပေးစွမ်းနိုင်ပါတယ်။အဲ့ဒီအခါမှာမေးခွန်းကတကယ်အဆက်မှန်လားဆိုတာထက်ယုံကြည်မှုရဲ့သဘောတဘာဝအကြောင်းပို့ပြီးတော့ဖြစ်လာပါတယ်။ CS ရဲ့တည်တတ်နေတဲ့အမွေနှစ်ကတော့လူသားတိုင်းမှာရှိတဲ့ဆက်သွယ်လို့စိတ်တည်ဆုံးခြင်းကိုနက်နက်ရှိုင်းရှိုင်းကြောက်ရွံ့မှုနဲ့အချစ်နဲ့အသိဉာဏ်ဟာတင်ញိုင်းကုန်းရဲ့အဆုံးသက်ကိုကျော်လွန်နိုင်တယ်ဆိုတဲ့ကျွန်တော်တို့ရဲ့အဆုံးမရှိတဲ့မျှော်လင့်ချက်တို့ရဲ့အားကောင်းတဲ့သက်သေတစ်ခုပါပဲ။ဒါဟာစိတ်ပညာယုံကြည်မှုနဲ့မျက်လက်ပညာရဲ့အားကောင်းတဲ့အမှုပညာတို့စုံစည်းရာစိတ်ဝင်စားစရာနေရာတစ်ခုပါပဲကဲဒါဆိုခင်ဗျားတို့ရောဘယ်လိုထင်ကြလဲ CS ကဝိညာဉ်လောကကိုတကယ်သွားနိုင်တဲ့တကပေါက်တစ်ခုလားဒါမှမဟုတ်ကမ္ဘာအခိုင်အမြဲဆုံးနဲ့အရှုပ်ထွေးဆုံးမြန်လှည့်ပြောက်ကွက်တစ်ခုလားခင်ဗျားတို့ရဲ့အတွေးမြင်တွေနဲ့အတွေးအကြုံတွေကိုအောက်က comment မှာပြောပြပေးခဲ့ပါဦးဒီလိုဗီဒီယိုမျိုးတွေကိုကျွန်တော်တို့ channel မှာနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ The Moon Channel ကို subscribe လုပ်ဖို့နဲ့ like and share လုပ်ပေးဖို့မမေ့ပါနဲ့ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာပြန်ဆုံကြတာပေါ့